သာသနာတော်နှစ်2552ခုနှစ်ကောဇာတက္ကရာ1380ပြည့်နှစ်ပြာသူလပြည့်ကျော်4ရက်နေ့ရန်ကုန်တိုင်းလှိုင်မြို့နယ်အမှတ်2ရပ်ကွက်ဘုရင်အောင်လေးလမ်းသာသနာနုဂဟစနေဘတ်ဆွမ်းလောင်းအသင်းဤ16ကြိမ်မြောက်ဆွမ်းလောင်းအောင်ပွဲနှင့်ဓမ္မပူဇာသဘင်အခမ်းအနားဝယ်ဟောကြားအပ်သည်ကံကြမ္မာဤရုပ်ပုံလွှာများအကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားဤမဟာကရုဏာကုံအာယုပြုကတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာသီတဂါထာကိုယူဆိုပူဇော်ခြင်းဖြင့်တရားဝဲကိုစတင်ကြရအောင်ယောကပကောတိဟိပိအပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတ္တယောနာထောဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထအမြည်ညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာရေအတွက်သင်္ချာတို့ဖြင့်တော်လဲအပေမေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာတဲ့ချေလေအင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီဆွန်ရင်ဤဟုကျက်တိထဝေငါးသွဲအစုအလုံးခဲရင်သောအမှုတို့ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကျုပ်ကိုအာထုတော်မူရသည်ဖြစ်၍ခေရလက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစေဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဍကျိန်ခံများစွာရောက်တော်မူကြရအရှာလေပြီမဟာကရုဏိကတတ္တဝါများယင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတတနာတတဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းကံကြမ္မာဤရုပ်ပုံလွှာများတန်တရားကျင်လဲနေရတဲ့ပုဂ္ဂိုလ်တိုင်းဟာအတိတ်ဘဝတွေကမိမိတို့လုပ်ခဲ့တဲ့ကောင်းကံမကောင်းကံတို့ရဲ့ကောင်းမွေဆိုးမွေတွေကိုခံယူပြီးတော့ထိုကံများကပေးတဲ့ရုပ်ပုံလွှာများကိုရရှိကြတာဖြစ်တယ်လူတိုင်းဟာတယောက်နဲ့တယောက်ရုပ်ရည်ရူပကာယမတူဘူးဆိုတာအဲ့ဒီသဘောကိုဆောင်းတာပါကံကြမ္မာဟာကိုလုပ်ခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံဟာတကယ် creator transition အစစ်ဖြစ်တယ်မိမိလုပ်ခဲ့တဲ့ကံကြမ္မာရဲ့ပုံရိပ်တွေနဲ့လူလာဖြစ်လိုက်လူဖြစ်လို့ရှိရင်လည်းပုံစံအမျိုးမျိုးရုပ်လာတဲ့လူရှိသလိုရုပ်ဆိုးတဲ့လူရှိတယ်အရက်ထွားတဲ့လူရှိသလိုအရက်ပူတဲ့လူရှိတယ်အသားမဲတဲ့လူရှိသလိုအသားဖြူတဲ့လူရှိတယ်ဒီအနေထားတွေရဲ့အခြေခံအကြောင်းတရားဟာဘယ်လိုလဲလို့ဆိုရင်ကံကြမ္မာပဲမိမိပြုလုပ်ခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံ ဘ
အဲ့တော့ကုသိုလ်ကံအကုသိုလ်ကံလို့ဆိုတာဟာအကြမ်းမြင်နဲ့စဉ်းစားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်စိတ်ထဲမှာဖြစ်ပေါ်တဲ့အကုသိုလ်ကံက3မျိုးစိတ်ထဲမှာဖြစ်ပေါ်တဲ့ကုသိုလ်ကံက3မျိုးဒါကိုပဲမနောကံလို့ပြောတာစိတ်ထဲမှာဖြစ်ပေါ်လာတဲ့ကံတွေစိတ်ထဲဖြစ်ယုံနဲ့ပဲထိုကံဟာမိမိရဲ့စိတ်အစဉ်ထဲမှာကိန်းဝတ်ပြီးတော့သွားတယ်တဲ့အကျိုးတရားကိုထုတ်လုပ်နိုင်တဲ့စွမ်းအားတွေရရှိပြီးတော့သွားတယ်မိမိရဲ့စိတ်တဏ္ဍာမှာအဲ့တော့အကုသိုလ်ကံစိတ်ထဲမှာဖြစ်ပေါ်လာတဲ့အကုသိုလ်ကံစိတ်နဲ့ပြုလုပ်တဲ့အကုသိုလ်ကံ3မျိုးဆိုတာဘာလို့ဆိုရင်အဘိဇ္ဇာတဲ့ဗျာပါဒတဲ့မိစ္ဆာဒိဋ္ဌိဘယ်နှခုပါလဲ3ပါဗျာ3ခုနော်အဘိဇ္ဇာလို့ဆိုတဲ့စကားလုံးကပါဠိစကားလုံးဖြစ်နေတယ်မြန်မာလိုပြောလို့ရှိရင်အဘိဇ္ဇာဆိုတာသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့တဲ့လောဘစိတ်နဲ့ကြံတွေးခြင်းလို့ဒီလိုအဓိပ္ပာယ်ရတယ်သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်ဖို့ကိုယ်ပစ္စည်းဖြစ်အောင်လုပ်ဖို့စိတ်ကူးနေတာဘာနဲ့စိတ်ကူးတာတော့လောဘနဲ့စိတ်ကူးတာဟုတ်ကဲ့လားအဲ့ဒီလိုစိတ်ကူးလိုက်ယုံနဲ့ပဲသူကကံအရာမြောက်သွားတယ်တဲ့ဒါကြောင့်မနောကံပါဇက်ကထုတ်မပြောခြင်းနေလက်နဲ့မလုံခြင်းနေစိတ်ကူးလိုက်ယုံနဲ့ပဲအဲ့ဒီဟာကံအရာမြောက်သွားတယ်အဘိဇ္ဇာတဲ့သူမြတ်ပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုဆိုတဲ့ကြံတွဲမှုသည်ဒါလူတွေကတချို့ကပြောကြတယ်အဘိဇ္ဇာများတယ်အဘိဇ္ဇာများတယ်သူများအပြစ်တွေပြောတဲ့ပုဂ္ဂိုလ်အဘိဇ္ဇာများတယ်လို့တချို့ကပြောတယ်အဲ့ဒါမှားပြီးတော့ပြောတာအဘိဇ္ဇာဆိုတာအဲ့ဒါမျိုးမဟုတ်ဘူးသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်အောင်စိတ်ကူးနေတာကိုယ်ပစ္စည်းဖြစ်လို့မှုကြံတွဲမှုကိုအဘိဇ္ဇာလို့ခေါ်တယ်တဲ့မတရားတဲ့လောဘတစ်မျိုးပဲပေါ့နော်မှန်ပါဗျာနောက်တစ်ခုကဗျာပါဒတဲ့ဗျာပါဒဆိုတာကပင်ကိုအနေထားကစိတ်ဖောက်ပြားနေတဲ့အခြေအနေတစ်ခုမြန်မာလိုပြောမယ်ဆိုလို့ရှိရင်ဗျာပါဒဆိုတဲ့တရားဟာဒေါသပဲသို့သောရိုးရိုးဒေါသမဟုတ်ဘူးဒီဒေါသကဘာနဲ့တွေးတုံးလို့ဆိုလို့ရှိရင်လူတယောက်ကိုမုန်းတဲ့စိတ်နဲ့တွေးပြီးဒီလူသေသွားရင်ကောင်းမှာပဲတစုံတစ်ခုဖြစ်သွားရင်ကောင်းမှာပဲဒုက္ခရောက်သွားရင်ကောင်းမှာပဲဆိုတဲ့အတွေးတွေတွေးပြီးတော့နေတဲ့ဖောက်ပြန်တဲ့စိတ်သဘောထားကိုသာဗျာပါဒလို့ခေါ်တာရိုးရိုးသားသမီးမလိမ္မာလို့စိတ်ဆိုးတာဗျာပါဒမဟုတ်ဘူးဟုတ်ကဲ့လားမှန်ပါဗျာရိုးရိုးစိတ်ဆိုးတာကဗျာပါဒမဟုတ်ဘူးအေးဒီလူပျက်စီးသွားရင်ကောင်းမှာပဲသေသွားရင်ကောင်းမှာပဲတခုခုဖြစ်သွားရင်ဒုက္ခရောက်သွားရင်ကောင်းမှာပဲလို့ဒုက္ခရောက်စေခြင်းတဲ့စိတ်သဘောထားဟာဗျာပါဒဒီလိုတွေးလိုက်တာနဲ့ပဲဗျာပါဒဆိုတဲ့ဒီမနောကံကံအရာမြောက်သွားပြီးတော့ accumulate ဖြစ်တယ်လို့ခေါ်ရပေါ့စိတ်အစဉ်ထဲမှာဂိမ်းသွားပြီစွန့်ရည်တတိရှိသွားပြီအကျိုးပေးနိုင်တဲ့အနေအထားတစ်ခုကိုရောက်သွားတယ်မျိုးစေ့လေးလို့အောင်သွားတာကိုပြောတာနော်မှန်ပါဗျာအပင်တစ်ပင်ကအသီးသီးတဲ့အခါကျတော့အဲ့ဒီအသီးထဲမှာအသီးမဲ့သွားလို့ရှိရင်ထိုအသီးထဲမှာရှိတဲ့အစေ့ကလေးကရောမရင်ကျက်ဘူးလားရင်ကျက်ပါတယ်ဗျာမြေနဲ့ရေနဲ့ဆုံမိသွားလို့ရှိရင်အဲ့ဒီအစေ့လေးကအပင်ပေါက်လာတယ်ဟုတ်ကဲ့မှန်ပါဗျာအေးအဲ့ဒါမျိုးလို့ပဲအခုကံကြမ္မာဆိုတာစိတ်ထဲမှာဒီအတွေးလေးတွေတွေးလိုက်တာလေးကနေပြီးတော့မျိုးစေ့လေးတစ်ဖွဲ့မိမိရဲ့စိတ်အစဉ်ထဲမှာတည်သွားတယ်သူ့မှာအပင်တစ်ခုကိုထုတ်လုပ်နိုင်တဲ့မျိုးစေ့လေးမှာအပင်ပေါက်စေနိုင်တဲ့စွမ်းရည်တတ္တိရှိတယ်လို့ပဲအခုပြောတဲ့ဗျာပါဒဆိုတာမနောကံအရာရောက်သွားပြီးတော့အကျိုးတရားကိုထုတ်လုပ်နိုင်တဲ့စွမ်းရည်တတ္တိတွေသူမှရနေတယ်လို့ပြောတာနော်မှန်ပါပါဗျာ
နောက်တစ်ခုကဘာလို့ဆိုရင်မိစ္ဆာဒိဋ္ဌိမှန်မှန်ရင်တွေးခေါ်မျှော်မြင်မှုမှန်မှန်ရင်တွေးခေါ်မျှော်မြင်မှုဆိုတာဘာလို့လောကမှာကုသိုလ်ဆိုတာမရှိပါဘူးကုသိုလ်လုပ်လဲကုသိုလ်မရပါဘူးအကုသိုလ်ဆိုတာလည်းမရှိပါဘူးအကုသိုလ်လုပ်လဲအကုသိုလ်မဖြစ်ပါဘူးဘုရားသခင်ဖန်ဆင်းထားတဲ့အတိုင်းဖန်ဆင်းထားတဲ့အတိုင်းဘာလို့ဘာမှမဖြစ်ပါဘူးသူ့တော်ဝအတိုင်းဖြစ်နေတာပါလို့ကံနဲ့ကံဤအကျိုးကိုညှင်းပယ်တဲ့အမြင်မျိုးရှိလို့ရှိရင်မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီအမြင်မျိုးကိုလက်ခံပြီးတော့ယုံကြည်မိပြီဆိုလို့ရှိရင်စိတ်ထဲမှာခုနပြောတာလိုပဲမျိုးစိတ်ကလေးဟာအပင်ပေါက်နိုင်တဲ့စွမ်းရည်တတ္တိတွေတည်သွားသလိုပဲထိုပုဂ္ဂိုလ်ရဲ့စိတ်အစဉ်ထဲမှာဟောဒီမိစ္ဆာဒိဋ္ဌိဆိုတဲ့ကံအရာမြောက်သွားတဲ့သဘာဝတရားတစ်ခုဟာခိမ့်ဝတ်သွားတယ်တဲ့သက်ဆိုင်ရာအကြောင်းတရားချင်းပေါင်းစုံပြီးသွားတဲ့အခါသူကလည်းအကျိုးကိုထုတ်လုပ်နိုင်တယ်ဒါလိုအကုသိုလ်မနောကံလို့ခေါ်တာဟုတ်ကဲ့လားမှန်ပါဗျာထို့တူပဲကုသိုလ်ဘက်ကနေပြန်ကြည့်လိုက်ရင်တော့ပြောင်းရပြန်ကြည့်ပေါ့အနဘိဇာတဲ့သူများပစ္စည်းတွေကိုမတရားလိုချင်တဲ့စိတ်သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လိုတဲ့စိတ်မရှိဘူးတဲ့သူပစ္စည်းသူပိုင်ဆိုင်ပါစေဆိုတဲ့စိတ်သဘောထားလေးဟာမွန်မြတ်တဲ့စိတ်သဘောထားဖြစ်လို့သူကလည်းမနောကံတစ်ခုဖြစ်တယ်အပြာပါဒဘယ်သူမှဒုက္ခမရောက်ကြပါစေနဲ့တတ္တဝါတွေချမ်းသာကြပါစေဆိုတဲ့အတွေးတွေရောလူတွေမှာမရှိဘူးလားရှိပါတယ်ဗျာအဲ့ဒီအတွေးလေးကအပြာပါဒလို့ခေါ်တယ်မေတ္တာလို့လည်းခေါ်တယ်အဲ့ဒီမနောကံတွေကလည်းပဲကံရာမြောက်ပြီးကောင်းကျိုးတွေကိုထုတ်လုပ်နိုင်တဲ့အနေအထားမျိုးရသွားတယ်။သမ္မာဒိဋ္ဌိတဲ့ကောင်းတာလို့ရင်ကောင်းတာဖြစ်တယ်မကောင်းတာလို့ရင်မကောင်းတာဖြစ်တယ်ကုသိုလ်ကံအကုသိုလ်ကံဆိုတာလောကကြီးမှာရှိတယ်လို့လက်ခံယုံကြည်သိမြင်တာသမ္မာဒိဋ္ဌိတဲ့ဒါလည်းပဲမနောကံအရာမြောက်ပြီးတော့သွားတယ်ဒါကောင်းတဲ့ဘက်ကမနောကံ၃ခုထို့တူပဲအလုံးချက်ပြီးတော့ကြည့်နှုတ်ကပြောတဲ့အခါမှာ၄မျိုးကုသိုလ်ကံက၄မျိုးအကုသိုလ်ကံက၄မျိုးမန္နာကြီးပဲပြောတယ်လိမ်မပြောဘူးတယောက်နဲ့တယောက်မတက်အောင်မလုပ်ဘူးမတက်တဲ့ပုဂ္ဂိုလ်တွေကိုတက်အောင်ညီညွတ်အောင်ဆစ်ဆက်ပေးတယ်ဘယ်သူကမှမဆဲရဘူးယဉ်ကျေးသိမ်မွေးတဲ့စကားမျိုးနဲ့ပဲပြောတယ်အကျိုးမရှိတာတွေမပြောဘူးအကျိုးအကြောင်းစီလျော်တဲ့စကားမျိုးတွေကိုသာပြောတယ်ဆိုတာဟောတာကုသိုလ်ဝစီကံလို့ခေါ်တယ်နော်မှန်ပါပါဗျာပြောနေသည့်အတွက်ကြောင့်ပြောပြီးတဲ့အချိန်ကနေစပြီး तू ကကံလန်းထဲမှာဝင်သွားပြီတဲ့ဟောကံလန်းထဲမှာဝင်သွားတယ်ကံလန်းထဲမှာဝင်သွားကံမြောက်သွားပြီဆိုလို့ရှိရင် तू ကပုံရိပ်တွေကိုထုတ်ဖော်နိုင်တဲ့အနေအထားမျိုးရုပ်ပုံတော်ကိုရေးချယ်နိုင်တဲ့အနေအထားမျိုးရသွားတယ်ပေါ့ထို့တူပဲအကုသိုလ်ဝစီကံဆိုတာဘာလို့မနာဘူးမပြောဘူးလိမ်ပြောတယ်တယောက်နဲ့တယောက်မတက်အောင်ဂုံးတိုက်တဲ့စကားတွေပြောတယ်ရိုင်းပြလို့လူနာမချမ်းသာတော့တဲ့စကားမျိုးတွေကိုပြောတယ်အကျိုးအကြောင်းစီလျော်မှုမရှိတဲ့စကားတွေကိုပြောတယ်ဆိုအဲ့ဒီလိုမပြောအောင်ပြောစီတတ်တဲ့တွန်းအားစေတနာတွေဟာဒါအကုသိုလ်ကံတွေပဲစိတ်မှာဖြစ်ပေါ်လာတဲ့အကုသိုလ်ကံတွေတဲ့အဲ့ဒီအကုသိုလ်ကံတွေကလည်းပဲကံကြမ္မာအရာမြောက်သွားပြီလို့ရှိရင်သူကလည်းမကောင်းတဲ့ရုပ်ပုံတော်တွေကိုဖော်ထုတ်ပေးတတ်တယ်တဲ့နောက်ကာယကံကိုယ်ထိလက်ရောက်လုပ်တာစိတ်ကူးယုံနဲ့တော့မဖြစ်သေးဘူးနှုတ်ကထုတ်ပြောယုံနဲ့မဖြစ်သေးဘူးကိုယ်ထိလက်ရောက်လုပ်ပြီးဆိုလို့ရှိရင်ကတော့ကာယကံမြောက်သွားတယ်အဲ့ဒါကဘာလို့ဆိုရင်ပါဏာတိပါဒသူအသက်ကိုတတ်ခြင်းတဲ့ဒါလည်းပဲအမျိုးမျိုးရှိတယ်ပေါ့အကောင်သေးသေးတတ်တာနဲ့အကောင်ကြီးကြီးတတ်တာနောက်ပြီးတော့သူတော်ကောင်းတတ်တာနဲ့သူယုံမှတတ်တာဒီလိုအမျိုးချင်းတော့ခြားကွာမှုတွေတော့ရှိတာပေါ့နော်သို့တော့တတ်တာဆိုတာဘယ်ရာပဲဖြစ်ဖြစ်အကုသိုလ်ကတော့ဖြစ်တာကြီးပဲအတိုင်းတာတစ်ခုမတူတာပဲရှိတယ်တတ်မှုဖြတ်မှုကိုကျွလွန်လိုက်တာနဲ့တပြိုင်နက်ကံအရာမြောက်သွားပြီတဲ့ကာယကံအရာမြောက်သွားပြီ
သူကလည်းမကောင်းတဲ့ရုပ်ပုံလွှာတွေကိုထုတ်လုပ်ဖို့အစဉ်သင့်ဖြစ်သွားတယ်ထို့တူပဲအဋိဏဒါနသူများပစ္စည်းကိုယူလိုက်တယ်သူများပစ္စည်းမှန်းလည်းသိတယ်သူများပစ္စည်းမှန်းလည်းသိတယ်ရယူတယ်အင်္ဂါရက်တွေညီသွားပြီဆိုလိုက်တာနဲ့တပြိုင်နက်ဟောအဋိဏဒါနကာယကံအရာမြောက်သွားတယ်မြောက်သွားလို့ရှိရင်သူကလည်းပုံရိပ်လွှာများကိုဖော်ထုတ်လာမယ်တဲ့နောက်တစ်ခုကကာမေတုမိစ္ဆာစာရကာမဂုဏ်အာယုန်ဒီပေါ်မှာမမရရင်ပြုချင်မှုတွေပေါ့အမျိုးသားမျိုးသမီးကိစ္စတွေနဲ့ပတ်သက်လာတဲ့ဒီကာမေတုမိစ္ဆာစာရဆိုတဲ့ဒီစေရနာဇိုးကလည်းပဲအကုသိုလ်ကံအရာမြောက်လာပြီးရင်ကာယကံမြောက်သည့်အတွက်ကြောင့်မိမိတို့ရဲ့ရင်ထဲနှလုံးထဲမှာအကုသိုလ်ကံရဲ့စွမ်းအားတွေအဆုမီဆောင်ပြီးဖြစ်သွားတယ်တဲ့ဟောပေါင်းလိုက်တော့ကုသိုလ်ကံအကုသိုလ်ကံလို့လူတွေမှာဒီလိုကံနှမျိုးရှိလာဒါကိုပဲကုသိုလ်ကမ္မပဋ္ဌတရား10ပါးအကုသိုလ်ကမ္မပဋ္ဌတရား10ပါးလို့ပြောတာအဲ့ဒီကုသိုလ်ကမ္မပဋ္ဌတရား10ပါးအကုသိုလ်ကမ္မပဋ္ဌတရား10ပါးတို့သည်မိမိတို့ရဲ့သက်ဆိုင်ရာအကူအညီများနဲ့ဘဝရဲ့ရုပ်ပုံလွှာများကိုဖော်ထုတ်နေကြတာတဲ့ပြောမယ်ဆိုရင် creator လို့ခေါ်တဲ့ foundation ဆိုတာသူတို့ပဲတကယ်လက်တွေ့မှာ foundation ဆိုတာသူတို့ပဲပကြီးဆရာများဟာစုပ်ကိုကင်ပြီးတော့ရုပ်ပုံလွှာများကိုရေးချယ်လိုက်တယ်လို့ပဲလှလှရေးတဲ့အခါလှလှလေးဖြစ်တယ်အယုတ်ဆိုးတဲ့ပုံရေးရင်အယုတ်ဆိုးတာဖြစ်တယ်ပုံစံအမျိုးမျိုးထွက်ဟောဘဝမှာဒီလိုကံကြမ္မာကနေပြီးတော့ရုပ်ပုံလွှာတွေကိုဖန်တီးပေးနေတာတဲ့အဲ့ဒါကြောင့်မလို့ဒီဘဝလူတွေကတယောက်နဲ့တယောက်ရုပ်ပုံချင်းမတူတာတွေဖြစ်လာတယ်ဒါကြောင့်မို့မြတ်စွာဘုရားကကမ္မံတတ္တေဝိပစ္စတိယတိတံဟိနပဏိတတာယစုကြုံနေမြင့်တယောက်နဲ့တယောက်မတူညီတဲ့အနေထားရောက်သွားအောင်ဘယ်သူကခွဲခြားတော့ဆိုရင်ကံကခွဲခြားပေးတယ်တဲ့ဒါဘုရားဘာသာရဲ့ယုံကြည်ချက်ကံပဲမြတ်စွာဘုရားသခင်ကိုရောမြတ်ကဟောခဲ့တာကံမြတ်စွာဘုရားကဟောတာဟာရှေးကသူတော်စင်တွေကဟောခဲ့တဲ့စကားကိုတစ်ဆင့်မှတ်သားပြီးတော့ဟောတာမျိုးမဟုတ်ဘူးရှေးဖရာတွေကနေဟောခဲ့တဲ့တရားတွေကိုမှတ်သားလေ့လာပြီးတော့ဟောတာမဟုတ်ဘူးစာအုပ်စာတမ်းတွေကိုဖတ်ပြီးတော့ဟောတာလည်းမဟုတ်ဘူးမြတ်စွာဘုရားဟောတယ်ဆိုတာဟာမြတ်စွာဘုရားကိုယ်တိုင်တရားဓမ္မကိုကျင့်သုံးလို့ဒိဗ္ဗစက္ခုဆိုတဲ့ဉာဏ်ရတယ်ထိုဒိဗ္ဗစက္ခုနဲ့အလားတရံတူပြီးတော့ဒိဗ္ဗစက္ခုကိုအမိပြုပြီးတော့ဖြစ်ပေါ်လာတဲ့ယထာကမ္မုပကဉာဏ်ဆိုတာကံတွေရဲ့အကြောင်းကိုသိတဲ့ဉာဏ်ဟာတွဲဖက်ပြီးတော့ပါလာတယ်ဒါလို့ရင်ဒါဖြစ်တယ်ဟိုဟာလို့ရင်ဟိုဟာဖြစ်တယ်ဆိုတာတန်မြာမှာလဲနေတဲ့တ attva တွေကိုကြည့်ပြီးတော့ဒီတ attva ကတော့ဒါလို့လို့ဒီရုပ်ပုံလွှာကိုရတယ်ဟိုတ attva ကဟိုဟာလို့လို့ဟိုရုပ်ပုံလွှာကိုရတယ်ဆိုတာမြတ်စွာဘုရားကိုယ်တိုင်ကကြည့်တယ်လီဗီရှင်းကိုထိုင်ပြီးတော့ကြည့်နေရတယ်လို့ကိုယ်တိုင်အသိဉာဏ်နဲ့သိပြီးတော့မြတ်စွာဘုရားကဟောတာရမ်းဟောတာတခုမှမပါဘူးဟုတ်ကဲ့လား tradition နဲ့အစဉ်အလာရဟောတာလည်းမဟုတ်ဘူးတဆင်ကြားစကားကိုဟောတာလည်းမဟုတ်ဘူးကိုယ်တိုင်သိပြီးတော့မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကဟောတော်မူတာဖြစ်တယ်ယထာကမ္မုပကဉာဏ်တော်လို့ခေါ်တယ်ကံကံရဲ့အကျိုးတွေကိုကိုယ်တိုင်သိမြင်ပြီးတော့တတ္တဝါတွေရဲ့အနေထားဟာဒီတတ္တဝါဟာဘာကြောင့်အခုလိုဒုက္ခရောက်နေရတယ်လဲကြည့်လိုက်တဲ့အခါဟောဒီတတ္တဝါလွန်ခဲ့တော့ကဘာလုပ်ခဲ့တယ်ဆိုတာကိုအကျိုးတွေကိုကြည့်ပြီးအကြောင်းကိုရှာလိုက်တဲ့အခါမှာသေချာပေါက်တွေ့တယ်အဲ့ဒီအမြင်မျိုးကိုအထောက်အကူပြုထားတဲ့ဟာတမလွန်ဘဝပြဿနာဆိုပြီးတော့ဘဝပြဿနာဆိုတဲ့စာအုပ်လေးတွေ့ဘူးတဲ့ပုဂ္ဂိုလ်ရှိကောင်းရှိပါလိမ့်မယ် dimension လို့ထင်တယ်အင်္ဂလိပ်လိုနာမည်တော့မှားကောင်းမှားလိမ့်မယ်အဲ့ဒီစာအုပ်ကအင်္ဂလိပ်လိုတော့မဖတ်ဘူး
ချမ်းမြေရိပ်သာဆရာတော်ဘုရားကြီးဘာသာပြန်ထားတဲ့ဘဝပြဿနာဆိုတဲ့စာအုပ်ကလေးရှိတယ်အဲ့ဒီစာအုပ်မှာကံကြမ္မာအကြောင်းတွေနဲ့ပတ်သက်ပြီးတော့ဟောစရမ်းတွေထွက်တယ်အဲ့ဒါကလည်းအိမ်မွေချတဲ့ပညာရက်အိမ်မွေချတဲ့ပညာရက်နဲ့လူတွေမှာယောဂဖြစ်နေတဲ့ပုဂ္ဂိုလ်တွေကိုယောဂကုတဲ့အကြောင်းတွေကိုမှတ်တမ်းတင်ထားတာအခါကေစီဆိုတဲ့စာရေးဆရာတယောက်ရေးထားတဲ့အဲ့ဒီစာကိုဖတ်ဖူးတဲ့ပုဂ္ဂိုလ်တွေလည်းရှိကောင်းရှိပါလိမ့်မယ်မဖတ်ဖူးသေးရင်တော့အဲ့ဒီစာအုပ်လေးရှာဖတ်ဖို့ချမ်းမြေ့ရတာမှရှိကောင်းရှိပါလိမ့်မယ်နော်အဲ့ဒီမှာဟောဒီကံကြမ္မာရဲ့အကြောင်းကိုသိဖို့တာအဲ့ဒီတယုတ်ဖို့တဲ့ပုဂ္ဂိုလ်တွေကကံကြမ္မာအကြောင်းကိုယုံကြည်တဲ့ပုဂ္ဂိုလ်တွေမဟုတ်ယုံကြည်လက်ခံတဲ့အယူဝါဒရှိသူတွေမဟုတ်ဘူးအယူဘာသာတစ်မျိုးရှိတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီမှာအမျိုးသမီးတယောက်ဝှီချဲရနဲ့သွားနေရတယ်မတန်မဆွမ်းဖြစ်အဲ့ဒီမတန်မဆွမ်းဖြစ်နေတဲ့အမျိုးသမီးတယောက်ကိုအိမ်မွေချပြီးတော့အိမ်မွေချထားတဲ့အချိန်မှာသူကကြည့်တယ်ကြည့်လိုက်တော့ဘာဖြစ်လို့ဒီအမျိုးသမီးကအခုလိုမတန်မဆွမ်းခြေထောက်တွေဒူးတွေနားနေရတယ်လေလို့သူကကြည့်လိုက်တာအိမ်မွေချပြီးတော့ကြည့်လိုက်တော့ဘာတွေမြင်တော့ဆိုရင်သူပြောတဲ့စကားအရာပြောမယ်ဆိုရင်ဒီတတ္တဝါသည်တဲ့လွန်ခဲ့တဲ့9ဘဝကရောမခေတ်မှာရောမနိုင်ငံမှာအမျိုးသမီးတယောက်ဖြစ်ခဲ့တယ်ဒါသူပြောနေတာနော်သူကဒီကံကံရဲ့အကျိုးကိုယုံကြည်တဲ့လူလည်းမဟုတ်ဘူးဘဝကိုယုံကြည်တဲ့လူလည်းမဟုတ်ဘူးတခြားဘာသာဝင်ပုဂ္ဂိုလ်တယောက်အဲ့ဒါပြောပြီးဒီဘာဆက်ပြောတော့ဆိုအဲ့ဒီတုန်းကတဲ့ရာဇဝင်မှာရှိတယ်ရာဇဝင်မှာရှိတယ်လူတွေဘာသာမတူတဲ့ပုဂ္ဂိုလ်တွေကိုခြင်သေးစာကျွေးတယ်ဆိုတာသူတွေရှိတယ်အဲ့ဒီခြင်သေးတွေလှောင်ထားတဲ့ထဲကိုအဲ့ဒီလူကိုပြစ်ချလိုက်တယ်ထည့်ထားလိုက်အဲ့မှာခြင်သေးတွေကထွက်ပြီးတော့ခြင်သေးကထွက်ပြီးတော့ကြိုက်တာတိုက်တာခိုက်တာအဲ့ဒီအချိန်တုန်းကဒီအမျိုးသမီးဟာထိုင်ကြည့်ပြီးတော့နေတဲ့ပရိသတ်တွေပဲပါတယ်တဲ့ခုနကရာဇောသားတယောက်ကိုခြင်သေးစာကျွေးတော့ခြင်သေးကနေပြီးထွက်ပြီးတော့ကြိုက်တယ်သူကယုံတယ်ပြေးတယ်ခြင်သေးကလိုက်ပြီးတော့ကြိုက်တယ်ဖမ်းတယ်ဒါတွေကိုကြည့်ပြီးတော့သဘောကျပြီးတော့ရေမောခဲ့လေတဲ့အဲ့ဒီဘဝတုန်းကလွန်ခဲ့တဲ့9ဘဝကသူကအဲ့ဒီလိုရေမောခဲ့လို့ဒါကြောင့်မို့လို့ဒီဘဝမှာလာပြီးဒီလိုမတန်မဆွမ်းလာပြီးတော့ဖြစ်ရတာတဲ့အဲ့ဒီအကျိုးဆက်လို့သူကဒီလိုခေါ်တယ်အိမ်မွေးချထားတဲ့ပညာရနဲ့ခေါ်တာနော်အဲ့ဒီစာအုပ်လေးကိုဖတ်ကြည့်တွေ့လိမ့်မယ်ဒါဘာကိုပြောလို့တာတော့ဆိုရင်ကံကြမ္မာဆိုတာရှိတယ်ဆိုတာကိုပြောပြတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကဒေဝစကုညာနဲ့ကြည်လိုက်တဲ့အခါကျတော့ဘေတုံးကဘာလုပ်ခဲ့လဲဒါကြောင့်မို့လို့ဒါဖြစ်နေတယ်ဆိုတဲ့ကံရဲ့အရေးအယောင်လေးအလုံးကိုမြတ်စွာဘုရားခေါ်ထုတ်တယ်ဒါကိုယထာကမ္မုပကညာလို့ခေါ်တယ်ကံအားလျော်စွာတတ္တဝါတွေဟာဖြစ်ပေါ်ပြီးတော့နေရတယ်ကံကြမ္မာရဲ့ရုပ်ပုံလွှာတွေအတိုင်းလူလောကမှာဖြစ်နေကြရတယ်ဆိုတာဒါကိုပြောတာပါကဲဒီနေရာမှာဘုန်းကြီးတို့မြတ်စွာဘုရားသခင်ကိုရောမြတ်လက်ထက်တော်အခါကာလတုန်းကအလုံးကြောင်းကြလိမ့်မယ်ပသိနေရီကောသလမင်းကြီးရဲ့မိဖုရားတူဟာမန္လိကာဒေဝီလို့ခေါ်တယ်အဲ့ဒီမန္လိကာမိဖုရားဆိုတာဟာတမန်အယတ်သူတယောက်နန်းတွင်းသူတယောက်မဟုတ်ဘူးတမန်အယတ်သူတယောက်သူ့ဖေကပန်းကူရင်လုပ်ပြီးပန်းမိန်တွေစိုက်ပျိုးပြီးတော့စားတဲ့ပုဂ္ဂိုလ်တယောက်ပေါ့ပန်းညံကြီးလုပ်ပြီးခုခေတ်လို့ဆိုရင်တော့ပန်းညံလုပ်ပြီးပန်းမွင့်ရောင်းစားတဲ့လူဖြစ်ကောင်းဖြစ်မယ်ဟိုတုန်းကတော့ဥယျာဉ်မှုဖြစ်ကောင်းဖြစ်မယ်ပေါ့အဲ့ဒီမျိုးသမီးလေးကတနေ့တော့သူအစာပြေစားဖို့ဆိုပြီးတော့ဂျုံနဲ့လှုပ်ထားတဲ့မုတ်အခုဒီအိန္ဒိယလူမျိုးတွေစားတဲ့ရိုဒီဆိုတာမျိုးတွေ့ဘူးကြပါလိမ့်မယ်ပေါ့နော်ချက်ပါတီလို့ခေါ်တာမျိုးချက်ပါတီကတော့စီနဲ့ကြော်ထမိုင်းရိုတီဆိုတာကတော့ဒဲအိုးနဲ့သားလေးกินထားတဲ့အ
ချောင်းစီမပါဘူးအဲ့ဒီလိုမုံ၃ရှက်မြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာအဲ့ဒီမုံ၃ရှက်ကိုအဲ့ဒီခုနကခြံဆိုင်စားတဲ့မာလာကာရလို့ခေါ်တယ်ပန်းဆိုင်စားတဲ့တကားရဲ့သမီးကနေပြီးတော့မြတ်စွာဘုရားကိုလှူလိုက်တယ်လှူလိုက်တော့မြတ်စွာဘုရားကအဲ့ဒီမုံလေးဖုံးပေးပြီးအဲ့ဒီအမျိုးသမီးကိုကြည်ရင်ပြုံးတော်မူလိုက်တော့ရှင်အနန္ဒာကမေးတယ်ရှင်ဘုရားဘာဖြစ်လို့လဲဆိုတော့ဒီမျိုးသမီးလေးဟာတဲ့မကြာခင်ပဲဘုရင်ရဲ့မိဖုရားဖြစ်လိမ့်မယ်ပေါ့ဟောမုံလှူတဲ့ကုသိုလ်အကျိုးပေးလိမ့်မယ်ဒီလိုပေးတယ်ဟောဒီလိုမြတ်စွာဘုရားကဟောလိုက် prophecy လို့ခေါ်တာဗျာဒိတ်ပေးတယ်ပေါ့အဲ့ဒါလို့ခေါ်လိုက်တဲ့အခါကျတော့သူကလည်းပန်းညံကိုအသွားပဋိနရီကောသလမင်းကြီးကလည်းအဇန္တတနဲ့မကြာခဏစစ်တိုက်တယ်သူကဘာလို့စစ်တိုက်တုံးဆိုတော့သူတို့နှစ်ယောက်ကလည်းတူအကြီးတော်တယ်အဇန္တတကသူ့တူပဲဗေမိသာရမင်းကြီးအဇန္တတကနန်းချပြီးတော့နောက်ဆုံးမှတပ်ပစ်တယ်ဆိုပါစို့နန်းချပြီးတော့တပ်ပစ်လိုက်တယ်တပ်ပစ်လိုက်တဲ့အခါကျတော့အဲ့ဒီဗေမိသာရမင်းကြီးရဲ့ဒီမိဖုရားအဇန္တတရဲ့အမေကကောသလမင်းရဲ့နှမတော်တော်တယ်နှမတော်တယ်ဗေမိသာရမင်းကြီးနန်းချပြီးတပ်ပစ်လိုက်တဲ့အခါသူ့သားဖြစ်တဲ့အဇန္တတကတတ်တာဖြစ်သောကြောင့်ကောသလမင်းကြီးရဲ့နှမတော်မိဖုရားဟာလည်းဘယ်စိတ်ချမ်းသာမလဲသူ့သားကနေသူ့အဖေတတ်တယ်ဖြစ်မှဖြစ်ရနေခြင်းဆိုပြီးတော့သူလည်းစိတ်မချမ်းသာလို့ဒုက္ခတွေရောက်ပြီ။နောက်ရစံတမိုင်ဒီအချိန်မှာကောသလမင်းကြီးကငါနှမဟာစိတ်ဆင်းရဲပြီးတော့သေရတယ်မင်းညောင်သေရတယ်လို့ဆိုပြီးတော့အဇန္တတရဲ့မိခင်ဒီကောသလမင်းကြီးရဲ့နှမဗေမိသာရမင်းနဲ့အိမ်အောင်ဆက်ပေးတဲ့အချိန်မှာဂါတိဆိုတဲ့ရွာလေးတစ်ရွာကိုဟုတ်လားတနခါဘိုးခုခေတ်လို့ဆိုရင်ပေါင်တာဘိုးပေးလိုက်တာပေါ့အဲ့ဒီရွာကထွက်တဲ့ငွေကြေးကိုအခွန်ကိုကောက်ယူပြီးတော့ဒါမိဖုရားအတွက်ပေါင်တာမှုန့်ဘိုးဆိုပြီးပေးထားတယ်အဲ့တော့အဇန္တတရဲ့မိခင်ကောသလမင်းကြီးရဲ့နှမတော်အဲ့ဒီမိဖုရားဆုံးသွားတဲ့အခါကျတော့ကောသလမင်းကြီးကအဲ့ဒါကိုပြန်ယူချင်တာပြန်ယူမယ်ဒီကောင်လူမိုက်သူ့ကြောင့်မို့လဲငါနှမသေးရတယ်ဆိုပြီးတော့ဒီကောင်ကိုမပေးဘူးဆိုပြီးတော့အဲ့ဒီရွာလေးနဲ့အကြောင်းပြုပြီးတော့တူအရင်နှစ်ယောက်ခဏခဏစစ်ဖြစ်တယ်သူတို့နှစ်ယောက်စစ်တိုက်ကြတယ်အဲ့ဒီနေ့တော့ကောသလမင်းကြီးကရှုံးလို့ထွက်ပြေးလာခဲ့ရတာထွက်ပြေးလာခဲ့ပြီးတော့ကျန်တဲ့လူတွေစစ်တပ်တွေနဲ့လည်းသူ့နောက်ကစစ်တီဘိုးဘာတွေနဲ့ကွဲပြီးမြင်းကြီးစီးပြီးတော့ပြေးလာတဲ့အခါကျတော့ခုနကမန္လိကာမိဖုရားဖြစ်မဲ့ကလေးမလေးပန်းဥယျာဉ်တွေကိုရောက်လာတဲ့အခါကျတော့အဲ့ဒီကလေးမလေးကဒီပြင်ကလေးမလေးတွေကတော့ဘယင်ဆိုတော့ကြောက်တော့ထွက်ပြေးကုန်ကြတယ်ပုံညာတယ်သူကတော့မပုံဘူးဘယင်ကြီးနန္ဒရောက်လာတာနဲ့တပြိုင်နက်ဒီမြင်းဆက်ကိုလှမ်းဆွဲပြီးတော့ဘယင်ကြီးကိုသူကဝေချင်းမဲ့ပြုတ်တယ်ကြောက်ကြောက်လန့်လန့်မရှိဘူးသူကတော့ပြုံးပြုံးရွှင်ရွှင်နဲ့ဘယင်ကြီးကိုအကူအညီပေးတယ်ကောသလမင်းကြီးကလည်းကြောက်အားလာနဲ့သူပြေးလာခဲ့ရတော့မောမောပန်းပန်းနဲ့အဲ့ဒီထဲမှာလုံညုံစိတ်ချရတော့ခဏတပြုတ်အဲ့ဒီအမျိုးသမီးလေးကလည်းဝတရားကြည်ကြည်ပြုစုဘုရင်ကြီးကတရေတမောအဲ့ဒီအမျိုးသမီးလေးခေါင်းအုံးပြီးတော့သူကပေါင်မောခေါင်းအုံးပြီးတော့တရေတမောတောင်အိတ်လိုက်သေးတယ်အဲ့ဒါနဲ့ဒီအမျိုးသမီးလေးဝတရားကြည်ပြုံမှုကိုသူကသဘောကျပြီးတော့မြင်းမော်တင်ခေါ်သွားတယ်ခေါ်သွားပြီးတော့သူ့အိမ်ကိုပို့ပေးတယ်နောက်ရက်ကျတော့အခမ်းအနားနဲ့မင်္ဂလာဆောင်အခမ်းအနားလုပ်ပြီးတဲ့အခါကျတော့အဲ့ဒီသူတို့သမီးလေးကိုမိဖုရားမြောက်လိုက်တယ်အဲ့ဒါကမန္လိကမိဖုရားလို့ခေါ်တယ်နော်သူကအသိဉာဏ်တော်တော်ရှိတယ်မန္လိကမိဖုရားဉာဏ်သိကောင်းတယ်ဒါပေမဲ့လို့မန္လိကမိဖုရားကတာမန်အယတ်သူလည်းဖြစ်တယ်ရုပ်ကြတော့ဆိုးတယ်ရုပ်ဆိုးတယ်ဒါပေမဲ့လို့ပြုံးပြုံးရွှင်ရွှင်နဲ့သူကဒီဝတ္တရားခြေပြုံနဲ့နှုတ်ချိုးတယ်ရုပ်တရားဝတ္တရားခြေပြုံနဲ့ရုပ်ဆိုးပေမဲ့လို့ဟုတ်လားအပြုစုကောင်းတယ်ပေါ့
ဒါကြောင့်မို့ဘုရင်ကြီးကသူ့သဘောကျလို့မိဖုရားမြောက်တယ်အဲ့ဒီမလိကမိဖုရားကကောသလမင်းကြီးရဲ့ဒုက္ခကိုကယ်ခဲ့တာခဏခဏရှိတယ်အားလုံးကြားဖို့ကြလိမ့်မယ်ကောသလအိမ်မက်16ချက်ဆိုတာကြားဖို့တယ်နော်ကြားဖို့ပါဗျာကောသလမင်းကြီးကအိမ်မက်အရှိကြီးတွေမက်တာ16မျိုးတောင်မက်ထားတာအဲ့ဒီအိမ်မက်ဆိုးကြီးတွေသူမက်ပြီးတဲ့အခါပုံသားတွေကိုသွားပြီးအိမ်မက်ဖတ်ခိုင်းတယ်ဖတ်ခိုင်းတဲ့အခါကျတော့ပုံသားတွေကဘာပြောတော့ဆိုလို့ရှင်အရှင်မင်းတရားတဲ့ဟောဒီအိမ်မက်တွေကအတော်ဆိုးတယ်ပေါ့ရှင်မင်းတရားရဲ့အသက်စီးစိမ်ဥစ္စာယာဓုဌာနန္တရရဲ့အနေကျုံနိုင်ပါတယ်ရေရခြေရမယ်ဟောရေရခြေရမယ်ပြောဘာရေရခြေလို့ဆိုရစ်ပူဇော်ပြီးတော့ရေရခြေရရစ်ပူဇော်တယ်ဆိုတာတပ္ပစတုတ်ကရစ်ဆိုတာ၄ခုစီဥမာမဲ့နွားလေးကောင်တတ်မယ်စိတ်လေးကောင်တတ်မယ်သိုးလေးကောင်တတ်မယ်လူလေးယောက်တတ်မယ်စသဖြင့်ပေါ့၄မျိုးတွေနဲ့အဲ့လိုရစ်ပူဇော်ရမယ်အဲ့လိုရစ်ပူဇော်ရင်တော့ရေရကြည်ပြီးတော့ဒီအန္တရာယ်ကလွတ်နိုင်တယ်လို့ဆိုကောသလမင်းကြီးဆိုတာကအမတန်မှဉာဏ်တုံးတယ်ဒီဘုရင်ကြီးကထောကံမန္တဓာတုကောတဲ့စဉ်းစားဉာဏ်တစ်ခါတလေအားနေတော့အဟုတ်ထင်ပြီးတော့သူကလက်ခံပြီးအမိတ်ပေးလိုက်တော့ပုံသားတွေကရစ်ပူဇော်ကိုလုံးနန်းနေမှာဝင်လိုက်ထွက်လိုက်ဆိုတော့မန္လိကာကသိတယ်ဘာလို့ထံတော့ဘုရင်ကြီးသွားမေးဘုရင်ကြီးကစိတ်ဆိုးတယ်ငါကောင်းမွေကြိုက်နေတာနင်မသိဘူးလားငါကောင်းမွေကြိုက်ခံရတာနင်မသိဘူးလားပေါ့နင်ကတော့အေးအေးဆေးဆေးနေတယ်ငါမှဒီမဲ့ဒုက္ခတွေရောက်နေတယ်ဆိုဘာဖြစ်တာတော့မေးတဲ့အခါကျတော့ခုနအိမ်မက်တွေမက်တယ်ပေါ့ရှင်မင်းကြီးအဲ့ဒီအိမ်မက်မက်တာကိုဖះကိုမေးပြီးပြီလားပုံသားတွေပြောတာကိုဘာလို့ယုံတာလဲဖះရှိတာပဲဖះမေးကြည့်ပါလားလို့ဆိုတော့ဘုရင်ကြီးကအဲ့ဒီကြမှာတတိရတယ်ဖះသွားမေးတဲ့အခါကျဖះကဒီအိမ်မက်ကတင့်အတွက်ဆိုးကျိုးကောင်းကျိုးဘာမှမပေးပါဘူးတဲ့နောင်ဖြစ်မဲ့ပုပ္ပနမိတ်အနေနဲ့မက်ထားပါလို့ဆိုတော့မှခုနကတတ်မလို့တရိစ္ဆာန်တွေစုထားတာတွေအကုန်လုံးပြန်လွတ်ပြီးတော့ရေပွဲကြီးကိုဖျက်လိုက်ရတယ်ပြန်ပြီးတော့ရုပ်သိမ်းလိုက်ရတယ်ဓမ္မလိကရဲ့ခြေဆုပေါ့နော်ဒီလိုမလိကမိဖုရားကအမတန်မှဉာဏ်ထက်တယ်တခါတော့ကလည်းပဲသူကကောသလမင်းကြီးကစဉ်းစားဉာဏ်အားနေတော့တခါတော့ကဒကာကြီးတယောက်ဟာမြတ်စွာဘုရားစီရောက်လာတဲ့အချိန်မှာသူကဘာဖြစ်တော့ဆိုသူအမတန်ချစ်လှစွာသောသားကလေးတယောက်တည်ဆုံးပြီးတော့ငိုကြွေးပြီးတော့မြတ်စွာဘုရားစီရောက်လာမြတ်စွာဘုရားကမေးတယ်တကားပဲနဲ့လေမျက်နှာလည်းမကောင်းပါလားငိုလို့ယူလို့ဘာဖြစ်တာတော့ဆိုရင်ဟာရှင်ဘုရားတပည့်တော်အမတန်ချစ်လာတဲ့သားကလေးဆုံးသွားတယ်ဗျာဒါကြောင့်မို့လို့တပည့်တော်မျက်နှာမကောင်းဒီလိုဖြစ်တယ်ဆိုတော့မြတ်စွာဘုရားကဘာမင်းရှိလိုက်တော့ဆိုရင်ပိယဇာတိကသောကပရိဒေဝဒေါမနတုပါယတာပိဘဝပိယပဘဝဆိုလိုတဲ့စကားကတော့အေးသောကပရိဒေဝတွေဆိုတာချစ်တာကအစာပြိုးတာပါလို့ခေါ်လိုက်တာဟုတ်လားချစ်ခင်ခြင်းကအစာပြိုးလာတာပါချစ်ခင်တာကိုမြစ်ပြားခံတာပါလို့မြတ်စွာဘုရားကအဲ့လိုဟောလိုက်တော့အဲ့ဒီတက္ကကြီးကစိတ်ဆိုးပြီးထသွားသူကမထောက်ခံဘူးဘုရားစကားကိုလက်မခံဘူးချစ်လို့တောကဖြစ်ရတယ်ဆိုတာမဟုတ်ဘူးချစ်ရင်ပျော်ရမယ်ဒီလိုသူကယူဆဟုတ်ကဲ့ကဲခုခေတ်ရောဘုရားနဲ့သဘောတူသလားတရားနာပိဋကတ်တွေပုံခဏကတခါကြီးနဲ့သဘောတူသလားဘာနဲ့သဘောတူသလဲဘုရားနဲ့ပါဗျာတောကဆိုတာချစ်ချင်းကစတာလို့မြတ်စွာဘုရားကဟောလိုက်တာသူကမဟုတ်ဘူးတဲ့တောကချစ်ချင်းကစတာမဟုတ်ဘူးချစ်လို့ရှိရင်ပျော်ရတယ်သူ့အတွေ့ကဟုတ်ကဲ့ဘုရားဟောတော့လက်မခံဘူးထသွားတဲ့အခါကျတော့လမ်းမှာလူတစုအရက်ထိုင်တောက်တာတွေ့တော့အဲ့ဒီလူတွေကိုပြောတယ်ဂေါရမဘုရားဒီလိုဟောလိုက်တယ်တဲ့တောကတို့ပရိဒီဝါတို့ငိုရတာတို့
စိုးရိမ်ရတာလို့ဆိုတာချစ်ချင်းကစတယ်လို့ဟောတယ်ငါတော့လက်မခံခဲ့ဘူးဆိုတော့အယသမားတစုကလည်းသူ့ကိုဝိုင်းထောက်ခံတယ်ဟုတ်တာပေါ့ဗျာခင်ဗျာချစ်တာနဲ့တောကဖြစ်ရမယ်တခြားစီပဲချစ်ရင်သိပျော်စရာကောင်းတာပဲဘယ်တောကဖြစ်လဲချစ်လို့မို့ရတယ်ဆိုတာမရှိပါဘူးပေါ့ဟုတ်ကဲ့လားတာမန်အတွေးတာကိုသူကအဲ့ဒီစကားကဘယ်ထိအောင်ရောက်သွားတော့ဆိုရင်ကောသလမင်းကြီးရဲ့နန်းတွင်ထိအောင်ရောက်သွားတယ်ဒီစကားလေးကတောကနဲ့ငိုကြွေးရမှုဟာချစ်ခင်ခြင်းကစတာဆိုတဲ့စကားဟာကောသလမင်းကြီးရဲ့နန်းတော်ရောက်သွားတယ်ရောက်တော့ကောသလမင်းကြီးကမန္လိကာကိုပြောတယ်နေစမ်းမအောင်နဲ့ဟောဒီကမင်းဖျားကဒီလိုဟောဆိုပါလားချစ်ရတာတို့ငိုရတာတို့ဆိုတာတော့ငိုရတာတို့စိုးရင်ရတာတို့ဆိုတာချစ်ချင်းကစတာလို့ဟောပါလားဆိုတော့မန္လိကာမိဖုရားကဘာပြောလို့ဆိုအရှင်မင်းကြီးတဲ့ဖုရားဟောတယ်ဆိုရင်မှန်ပါတယ်တဲ့ကောသလမင်းကြီးကမကျေနပ်ဘူးမင်းကအမြဲတမ်းဖုရားဘက်ကလိုက်တယ်ပေါ့ဖုရားဟောတယ်ဆိုရင်မှန်တယ်မင်းကအမြဲမှန်တဲ့ဘက်ကလိုက်နေတယ်မကျေနပ်ဘူးပေါ့သူ့ကိုအဲ့လိုမောက်ထုတ်လိုက်တဲ့အခါကျတော့မန္လိကာမိဖုရားကဒါဖုရားဟောတာဟုတ်မဟုတ်သူစုံစမ်းမယ်လို့ဆိုပြီးတော့နာလိစင်ကဆိုတဲ့ပုံနာကြီးကိုလွှတ်လိုက်တယ်သွားစမ်းမှာဖုရားစီသွားဒီစကားမြတ်စွာဘုရားဟောတာဟုတ်တယ်မဟုတ်ဘူးလားစုံစမ်းခဲ့ဆိုတော့နာလိစင်ကပုံနာကြီးကဘုရားစီသွားပြီးတော့ရှင်ဘုရားတဲ့မန္လိကာကလျှောက်ခိုင်းလိုက်ပါတယ်တဲ့စိုးရင်ရတာတို့ငိုကြွရတာတို့ချစ်ခင်မှုကအခြေခံလာတယ်ဆိုတဲ့စကားကိုရှင်ဘုရားဟောပါသလားလို့ဆိုတော့အေးဟုတ်တယ်ငါဟောတယ်မြတ်စွာဘုရားအရှင်ဘုရားဘယ်လိုကြောင့်ဟောတာတော့လို့ဆိုတော့အေးငါပြောပြမယ်တဲ့ဟောဒီသာဝတိပြည်မှာတဲ့အမျိုးသမီးတစ်ယောက်အမေဆုံးတဲ့အခါမှာယူသွားတယ်ဘာဖြစ်လို့ယူသွားသူအမေပေါ်မှာချစ်လို့ဟုတ်ကဲ့နော်အဖေဆုံးတော့လေသူကသူ့အဖေကိုဘယ်နေရာမှာမြင်တယ်လဲနဲ့လိုက်ပြီးတော့တောကတွေဖြစ်ပြီးတော့ယူသွားတယ်ဘာကြောင့်လို့ဆိုရင်အဖေကိုချစ်လို့ဟုတ်ကဲ့မှန်ပါသူဖြစ်တဲ့တောကသည်အမေအဖေဆိုတဲ့အချစ်ပေါ်မှာမူတည်တာတဲ့ပြီးတော့နောက်အမျိုးသမီးတစ်ယောက်ဟာတဲ့သူနှစ်သက်သဘောကျတဲ့အမျိုးသားတစ်ယောက်နဲ့အိမ်တော်ပြုတော့မိဘတွေကသဘောမတူမိဘတွေကသဘောမတူတော့ဘာလို့တော့ဆိုရင်သူတို့နှစ်ယောက်ကိုခွဲမယ်အစီအစဉ်တွေလုပ်နေကြတယ်ခွဲပြီးတော့ဒီပြင်သူတို့သဘောတူတဲ့လူနဲ့ပေးစားမယ်ခုခေတ်နဲ့မတူဘူးလားတူတယ်နော်တချင်းတွေတခါတလေတော့ဟိုမကြားခြင်းအစုံကြားပါတယ်ဆိုးနေကြတာဘာမခွဲပါနဲ့ညာမခွဲပါနဲ့ဆိုတာလေရှိတယ်မဟုတ်ရှိပါဘူးအဲ့ဒီမှာအဲ့ဒီအမျိုးသမီးကဒီသတင်းလဲကြားရောသူ့မိဘတွေကအတင်းကြပ်လှုပ်လိုက်မယ်ဆိုတဲ့သတင်းလဲကြားရောခေါင်းကသူတန်ရောစင်ရှိတဲ့လူစီကိုသတင်းပို့လိုက်အဲ့ဒီလူကလာပြီးတော့အဲ့ဒီအမျိုးသမီးကိုလည်းဓာတ်နဲ့ထိုးတတ်တယ်သူကိုယ်တိုင်သူလည်းဓာတ်နဲ့ထိုးတတ်ပြီးသေဝဲဝင်သွားကြတယ်တဲ့ခဏခေတ်စာလမ်းနေတယ်မတူဘူးလားတူပါဗျာဒါဘုန်းကြီးဟောတာစာထဲမှာပါတာတွေဟောနေတာပါနော်မှန်ပါပါပိယဇာတိက3ဆိုတာမစ္စည်းမနိကေမှာပါပါတယ်ဒီတိုင်းပါတယ်နော်အဲ့ဒါမြန်မာလိုပြန်ပြောနေတာမို့ဟောအဲ့ဒီမျိုးသားနဲ့အမျိုးသမီးဟာသူတို့ချစ်ချင်းကိုခွဲတယ်လို့ဆိုပြီးခွဲမှဆိုးလို့ဆိုပြီးတော့တဝုနဲ့တဝုတတ်ပြီးတော့သေဆုံးသွားကြတယ်အဲ့ဒါတွေဟာအခုပြောခဲ့တဲ့တောကတွေဒုက္ခတွေပရိဒီဝါတွေဟာချစ်တာကအစပြုတာလို့မြတ်စွာဘုရားဒီဥပမာတွေနဲ့ပြောလိုက်တာပေါ့ဟောလိုက်တယ်အဲ့ဒါနဲ့နာလိစင်ကပုံသားကြီးကမှတ်သားပြီးတော့ဗိမိခဏတော့ကမန္လိကာမိဘုရားကြီးစီပြန်သွားပြီးဟုတ်ပါတယ်မြတ်စွာဘုရားဟောတယ်ဒီလိုအမိန့်ရှိလိုက်တယ်ဆိုတာမှတ်တယ်မန္လိကာမိဘုရားကဘုရင်ကြီးစီသွားပြီးရှင်မင်းကြီးတဲ့သူတခုပြောပါမယ်တဲ့အရှင်မင်းကြီးဟာဝစီရီဆိုတဲ့အမျိုးသမီးသူ့ရဲ့သမီးတော်ဝစီရီဆိုတဲ့သမီးတော်ကိုမစိန်စုပေါ့နော်ဘာမှလို့ခေါ်မယ်ဆိုရင်စိန်နေစုနေလို့ဝစီရီလို့ခေါ်တယ်သူ့ကိုမချစ်ဘူးလားလို့ဆိုချစ်တာပေါ့တဲ့ငါသိချစ်တာပေါ့တဲ့ငါသမီးလေး
အရှင်မင်းကြီးအဲ့ဒီသမီးလေးဟာမတော်တဆတခုခုပြန်မပြောကောင်းပြောကောင်းတည်သွားရင်ဘယ်နဲ့နေပြီလို့ဆိုဟာငါတောင်မှငါအသက်တောင်စိုးရိမ်ရလိမ့်မယ်တဲ့ငါသမီးပေါ်ငါတလောက်ချစ်တယ်သူများတည်သွားရင်ငါပဲနေနိုင်မှာတော့လို့ဆိုမြတ်စွာဘုရားကဆိုလိုတာအဲ့ဒါပါတဲ့တောကဖြစ်တယ်ဆိုတာချစ်ချင်းကစတယ်လို့ဆိုတာဒါပြောတာပါလို့တခုချင်းရှင်းပြတယ်သူကညံကောင်းတော့ဟုတ်လားနောက်သူကမေးတယ်ရှင်မင်းကြီးတဲ့ဝါသဗခတ္တိယမာနမင်းကြီးရဲ့သမီးတော်ဆိုပြီးတော့တာကွေမင်းသမီးတယောက်ကိုသူကလက်ထပ်ထိမ်းမြန်းထားတာရှိတယ်အဲ့ဒီဝါသဗခတ္တိယမင်းသမီးကိုမိဖုရားကိုရောမချစ်ဘူးလားဆိုတော့ချစ်တာပေါ့တဲ့ဒါကြောင့်ဝါသဗခတ္တိယမင်းမိဖုရားတခုခုများဖြစ်သွားရင်သင်မင်းကြီးဘယ်လိုနေမလို့စိတ်ချမ်းသာမလားဘယ်ချမ်းသာမလဲငါဒုက္ခရောက်တာပေါ့အဲ့ဒါကိုရည်ရွယ်ပြီးမြတ်စွာဘုရားကပြောတာပါတဲ့တောကတွေပရိဒီဝါတွေဆိုတာချစ်ချင်းကိုအခြေခံတယ်လို့ဆိုတာဒါဟောတာတဲ့နောက်ဝိတတုပဆိုတာဝါသဗခတ္တိယနဲ့ရတဲ့သားမြတ်စွာဘုရားဒီမဟာနာမင်းကြီးရဲ့သမီးလို့ခေါ်မှာပေါ့လေဝါသဗခတ္တိယအဲ့ဒီဝါသဗခတ္တိယရဲ့သားကဝိတတုပလို့ခေါ်တယ်အဲ့ဒီဝိတတုပကိုငယ်ငယ်ရွယ်နဲ့စစ်သူကြီးယာရုပေးထားတယ်အဲ့ဒီဝိတတုပစစ်သူကြီးရောရှင်မင်းကြီးမချစ်ဘူးလားဆိုချစ်တာဘောတဲ့ငါသားငါအားလည်းကိုးတယ်ဒါပြင်ဝိတတုပခုချိန်များမတော်တဆတစ်ခုဖြစ်သွားရင်သင်မင်းကြီးဘယ်လိုနေမလို့ဆိုဩငါတောကဖြစ်မှာပေါ့စိတ်ဆင်းရဲမှာပေါ့ငါအသက်တောင်မှအန္တရာယ်ဖြစ်မှာပေါ့နဲ့ပြောတယ်နောက်ဆုံးကျတော့မန္လိကာမိဖုရားကပြောလို့ရှင်မင်းကြီးတဲ့ကျမကိုရောမချစ်ဘူးလားလို့မေးတယ်သူကဟာနင်းလည်းချစ်တာပေါ့ကျမတခုခုမြတ်တည်သွားမယ်ဆိုရင်ရှင်မင်းကြီးဘယ်လိုနေမလို့ဆိုရင်ငါလည်းဒုက္ခရောက်မှာဟောဆိုအဲ့ဓာတွေကိုမြတ်စွာဘုရားကရည်စူးပြီးတော့ပိယဇာတိကတောကပရိဒေဝဒုက္ခဒေါမနတုပါယတာတောကတွေပရိဒေဝတွေဒုက္ခတွေဒေါမနတတွေဥပါယတတွေဆိုတာတဲ့ချစ်ချင်းကိုအခြေပြုတာပါလို့ခေါ်တာပါလို့ဆိုတော့မှအဲ့ဒီကြတော့မှကောသလမင်းကြီးကသဘောပေါက်ပါပဲနော်ကဲသဘောပေါက်သွားတဲ့အခါကျတော့မှမြတ်စွာဘုရားဟာဉာဏ်ကြီးလာပါပြီတဲ့ဆိုပြီးတော့အဲ့ဒီမှာနှုတ်ဒီရေတစ်ခွက်ခတ်ခိုင်းပြီးတော့ပလုတ်တွေပါနေကျင်းပြီးတော့နမောတတရွတ်တယ်ဆိုတာကိုအဲ့တုံမှာပါတယ်နမောတတဆိုပြီးတော့ဘုရားကိုရှိခိုးလိုက်တယ်တဲ့မမကန်ကဟောနိုင်ပါပြီတဲ့ဆိုပြီးတော့အပေါ်ယံကြည့်မယ်ဆိုလို့ရှိရင်လူတွေကတောကတွေပရိဒေဝတွေဒုက္ခတွေဒေါမနတတွေဥပါယတတွေဆိုတာအကောင်းတွေမှမဟုတ်တာဟုတ်ကဲ့လားမဟုတ်ပါဗျာအေးဒီလိုတောကတွေပရိဒေဝတွေဖြစ်ရတာချစ်ခင်လို့ဖြစ်တယ်လို့ဆိုတာလူတွေကသဘောမှမပေါက်ဖဲဘူးချစ်နေလို့ရှိရင်ပျော်ရတယ်လို့ပဲထင်တယ်စိတ်ပျော်နေတယ်လို့ပဲထင်တယ်မဟုတ်ဘူးချစ်ခင်မှုသည်တောကပရိဒေဝဒုက္ခဒေါမနတတို့ဖြစ်ပွားစေနိုင်တယ်ဆိုတာကိုမြတ်စွာဘုရားကဒီလိုရှင်းပြတယ်တဲ့မန္လိကမိဖုရားအဲ့ဒါလောက်အသိဉာဏ်ထက်တယ်သူကဘုရင်ကြီးရဲ့မှားရွေးနေတဲ့အယူဆတွေကိုလည်းသူကဖြောင်းအောင်လုပ်ပေးအဲ့ဒီမန္လိကမိဖုရားကဒီနေ့ကျတော့မြတ်စွာဘုရားကိုမေးခွန်းလာမေးတာရှိတယ်ကံကြမ္မာရဲ့ရုပ်ပုံလွှာများနဲ့ပတ်သက်တဲ့မေးခွန်းလေးတစ်ခုမေးတယ်မှတ်သားစရာပေါ့တော့ဒီနေရာမှာတော့မေးခွန်းမေးတဲ့သူကအမျိုးသမီးမန္လိကမိဖုရားဖြစ်သည့်အတွက်ကြောင့်အမျိုးသမီးတွေကိုခေါ်တာအမျိုးသားတွေနဲ့လည်းဆိုင်တယ်လို့မှတ်ထားဟုတ်ကဲ့မှန်ပါအမျိုးသားတွေနဲ့လည်းဆိုင်တယ်ဘဝရထားတဲ့ပုဂ္ဂိုလ်တိုင်းဟာကံကြမ္မာရဲ့ရုပ်ပုံလွှာတွေကံကြမ္မာပကြီးဆရာဆွဲတဲ့ရုပ်ပုံတိုင်းပေါ်မှာဆိုတော့သိကြတယ်ဒါကတော့မှန်ပါပါဗျာမန္လိကမိဖုရားကမေးတာဗာမေးတော့ဆိုရင်အမျိုးသမီးလောကကိုကြည့်ပြီးတော့အရှင်ဘုရားတဲ့တချို့အမျိုးသမီးတွေဟာရုပ်အမတန်ဆိုးတယ်တဲ့ရုပ်ဆိုးအကြီးတန်းတယ်ဘလို့ကြည့်လို့မှမလှဘူးရုပ်ဆိုးအကြီးတန်းတယ်အယုတ်ဆိုးအကြီးတန်းရုံမကဘူးတဲ့စားစရာတောက်စရာကိုယ်ပိုင်ဥစ္စာမရှိတော့အောင်မွဲလဲမွဲတယ်တဲ့အရှိန်အဝါဘာညာဆိုတာလည်းတခုမှမရှိဘူးတဲ့အရှိန်အဝါလည်းသေးသိမ့်တယ်ပေါ့လူထင်သေးခံရတဲ့အမျိုးသမီးဒီလိုအမျိုးသမီးမျိုးရောရှိပါတယ်ဗျာမရှိဘူးလားမျိုးတွေရှိပါတယ်ဗျာ
ရုပ်လည်းစိုးတယ်ပစ္စည်းဥစ္စာလည်းမရှိဘူးအရှိန်အဝါလည်းမရှိဘူးတဲ့အဲ့ဒီလိုအမျိုးသမီးမျိုးလည်းရှိတယ်အရှင်ဘုရားတဲ့တချို့အမျိုးသမီးတွေကြတော့တဲ့ရုပ်လေးကတော့ရုပ်တော့ဆိုးတယ်ဗျာတဲ့ဒါပေမဲ့လို့ချမ်းသာအရှိန်အဝါတွေရှိတယ်ဒီလိုအမျိုးသမီးရောမရှိဘူးလားရှိပါဗျာရှိတယ်နောက်တချို့အမျိုးသမီးကြတော့တဲ့ဒီရုပ်ကတော့လှပါရဲ့ပစ္စည်းဥစ္စာကမွဲတည်အရှိန်အဝါမရှိဘူးဒီလိုတတိယမျိုးစားအမျိုးသမီးလည်းရှိတယ်တဲ့နောက်သရုတ်ထအမျိုးစားအမျိုးသမီးကတော့ရုပ်လည်းလှတယ်ပစ္စည်းဥစ္စာလည်းပေါ်တယ်အရှိန်အဝါလည်းရှိတယ်မျိုးသမီး၄မျိုးခွဲခြားပြီးတော့ကြည့်ဟုတ်ကဲ့မှန်ပါနံပါတ်1ကအယုတ်ဆိုးမွဲအယုတ်ဆိုးတယ်ပစ္စည်းမွဲတယ်နံပါတ်2ကအယုတ်ဆိုးတယ်ပစ္စည်းချမ်းသာနောက်တတိယကရုပ်လှတယ်ပစ္စည်းမွဲတယ်ရုပ်လှတယ်မွဲတယ်နောက်စတုချကြတော့ရုပ်လှတယ်ချမ်းသာတယ်ဟောအမျိုးသမီး၄မျိုးရှိတယ်အဲ့ဒီလိုကွဲပြားခြားနားနေတာဘာကြောင့်လို့ဖေဟာလို့မန္လိကဘုရားကြီးကမြတ်စွာဘုရားကိုလျှောက်ဘူးတယ်အဲ့ဒီတော့ဒီနေ့မှအလွတ်လာလျှောက်တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဖြေတယ်အေးလွန်ခဲ့တဲ့ဘဝတွေတုန်းကတဲ့နံပါတ်1မျိုးသမီးဟာထိကနဲ့ရှိဒေါသထွက်စိတ်တူခုခေတ်လည်းစိတ်တူတာတွေရှိတယ်နော်ရှိပါဗျာထိကနဲ့ရှိစိတ်တူပြီးသားဖြစ်နေအားလေးပြောမခံနိုင်ဘူးကက်လန်ရန်တွေ့ထိကနဲ့ရှိဒေါသဖြစ်တယ်ဒေါသဖြစ်ပြီးအတော်နဲ့လည်းမကြည်ခြင်းဘူးဆောင်းလို့အောင့်လို့ဟုတ်လားထိကနဲ့ရှိဒေါသတွေ့တယ်တဲ့အဲ့ဒီရန်ဖြစ်တယ်ဒေါသကြီးတယ်အဲ့ဒီလိုအမျိုးအတိတ်ဘဝတုန်းကသူကလုပ်ခဲ့တယ်တဲ့ပြီးတော့တဲ့ဘယ်သူကမှထမင်းခဲဝယ်စားတဲ့လူစရာတန်းစရာတွေကိုပေးတာကျွေးတာလည်းမလုပ်ခဲ့ဘူးတဲ့သူတစ်ပါးတွေကြီးပွားနေလို့ရှိရင်လည်းမနာလိုစိတ်ဖြစ်တယ်တဲ့ဘယ်နှခုတော့3ခုနော်စိတ်တူတယ်နော်စိတ်တူတယ်အလူတန်းမလုပ်ဘူးအိတ်သာဖြစ်တယ်မနာလို့ဖြစ်တယ်အဲ့ဒီအကုသိုလ်ကံတွေသူဆန္ဒမှာဖြစ်ခဲ့တဲ့အတွက်ကြောင့်အဲ့ဒီအကုသိုလ်ကံတွေကိုအများကြီးသူ့ရဲ့စိတ်စဉ်ထဲမှာစုဆောင်းမိလို့လူဘဝရောက်လာတဲ့အခါကျတော့အဲ့ဒီကံကြမ္မာပကြီးဆရာကနေပြီးတော့စုပ်ပုံခြယ်လိုက်တဲ့အခါမှာစုပ်နဲ့ဆေးနဲ့ခြယ်လိုက်တဲ့အခါမှာသူပေါ်လာတဲ့ရုပ်ပုံကမယုတ်ဆိုးတဲ့ဟုတ်လားမှန်ပါအယုတ်ဆိုးကြည်တန်တဲ့မယုတ်ဆိုးပုံပေါ်လာတယ်။အိုးမွေးလိုက်တာလည်းလွန်ရောကုန်းကောက်ဆရာမရှိဘူး။ထမင်းကအဖပါအထထအများကြီးဖာထားတဲ့ဟာဝတ်နေရဒီလိုဖြစ်တာတဲ့။ဂုံသေးလည်းမရှိဘူးတဲ့။ဟောဒါနံပါတ်1ကရသော်ဘုရားကဒါဟာကံကြမ္မာရဲ့ရုပ်ပုံလွှာပဲနော်မှန်ပါဗျာကိုယုံဆိုးလို့လည်းဒီလိုပဲဖြစ်မှာပေါ့နော်မှန်ပါဗျာကိုယုံဆိုးလို့လည်းဒါမျိုးလောက်ခိုင်းရင်တော့ကိုယုံဆိုးဖြစ်မှာပဲသိကြတယ်ပေါ့ကဲဒုတိယကြတော့သူကစိတ်တော့တူတယ်တဲ့ဒါပေမဲ့လို့ပေးတာကမ်းတာသူလုပ်တယ်အိတ်တမစ္စရိယသိမများဘူးတဲ့သူကပေးတယ်ကမ်းတယ်လှူတယ်တန်းတယ်သို့တော့စိတ်တော့အမတန်တူတယ်စိတ်ဆက်တယ်အဲ့ဒီအမျိုးသမီးကဖြစ်လျာဘဝမှာအယုဆိုးအကြီးတန်းတယ်ဒါပေမဲ့လို့ပစ္စည်းဥစ္စာချမ်းသာတယ်လူတကာကလေးစားလောက်တဲ့အရှိန်အဝါရှိတယ်ဟောဒါဒုတိယအမျိုးသမီးတတိယအမျိုးသမီးကြတော့စိတ်မဆိုးတတ်ဘူးတဲ့အရာရာမှာသူကသိခံတယ်ပြုံးပဲနေတယ်ဒေါသတွေစိတ်ထဲမှာမထားဘူးတဲ့အမှတ်မထားဘူးတော်နဲ့စိတ်မတူစိတ်မဆိုးတတ်ဘူးသူကပြုံးရွှင်ရွှင်နဲ့ပဲနေတတ်တယ်သို့တော်သူကအလှူဒန်းမလုပ်ဘူးအိဒါမစ္စရိယရှိတယ်အဲ့ဒီအမျိုးသမီးဟာဖြစ်လျာဘဝမှာစိတ်မဆိုးသည့်အတွက်ကြောင့်မယုတ်ချောတော့ဖြစ်ပါရဲ့မမွဲဖြစ်နေတယ်ဟုတ်ကဲ့မှန်ပါဆင်းရဲမွဲတည်သူဖြစ်နေတယ်နောက်စတုထအမျိုးသမီးကျတော့သူကစိတ်လည်းမဆိုးတတ်ဘူးအမတန်မှသီးခံတဲ့စိတ်ရှိတယ်အလှူဒန်းလဲဝါသနာပါတယ်
ဘယ်သူကမှအိတ်တာမနာလိုတဲ့စိတ်တွေမဖြစ်ဘူးတဲ့အဲ့ဒီမဖြစ်ဘူးဆိုတဲ့အမျိုးသမီးကြတော့ရုပ်ချောဥစ္စဘောဟုတ်လားဂုဏ်တည်ရှိတဲ့အမျိုးသမီးလားဖြစ်တယ်ဒါကံကြမ္မာကပေးလိုက်တဲ့ရုပ်ပုံပွားတွေပဲဒါကံပကြီးဆရာကဆွဲပေးလိုက်တာဘယ်ထာဝရဘုရားကမှဖန်ဆင်းပေးတာမဟုတ်ဘူးတဲ့ဟုတ်ကဲ့မှန်ပါထာဝရဘုရားလိုက်ဖန်ဆင်းနေမယ်ဆိုရင်ဒီမဲ့လူတရားချင်းတယောက်နဲ့တယောက်ရုပ်တူသလားမတူပါဗျာမတူအကုန်အသေးစိတ်ပဲလိုက်ချဲနိုင်မှာတော့မှန်ပါကြည့်ပါလားဟိုမဲ့လက်ပြလေးတစ်ကောင်ကလက်ပြလေးတစ်ကောင်ရဲ့တောင်းပေါ်မှာအယောင်နေချဲထားတာပကြီးဆရာစိတ်ကူးတဲ့တောင်းမှာလှသေးတယ်လိုလို့ပြီးအသေးစိတ်ဖန်ဆင်းနိုင်မှာတော့နော်မှန်ပါပါအေးကံကြမ္မာတို့တင်ညာတို့လူစိတ်ရဲ့တင်ညာတို့အမတ်တင်ညာတို့ဆိုတာအမတမထူးဆန်းတဲ့စွမ်းအားကြီးမားတဲ့အရာတွေဖြစ်တယ်ဒါကြောင့်မို့လို့ကံကြမ္မာကနေပြီးတော့ဖန်တီးထားတဲ့ရုပ်ပုံလွှာတွေကိုလူတိုင်းကရနေကြတာဖြစ်တယ်ရသော်ဘုရားသခင်ကိုရောမြတ်ကအဲ့ဒီမေကုန်းကိုဒီလိုဖြေခဲ့ပါတယ်မန္လိကာတုတ်ဆိုတာရှိတယ်အင်္ဂုတ္တမှာအဲ့ဒီလိုဖြေလိုက်တဲ့အခါကျတော့မန္လိကာမေဘုရားကဖရာရဲ့အဖြေကိုကြားရပြီးတဲ့အခါကျတော့အရှင်ဘုရားတဲ့ဒီလိုဆိုလို့ရှိရင်တပည့်တော်ဟိုဘဝတုန်းကခဏခဏစိတ်တူတတ်တဲ့စိတ်ဆိုးတတ်တဲ့အမျိုးသမီးဖြစ်ခဲ့ပါလိမ့်မယ်တဲ့ဒါကြောင့်မို့တပည့်တော်ဒီဘဝမှာအယုံဆိုးအကြီးတန်းနေဘုရားတဲ့မလှဘူးတဲ့သို့တော်လည်းတပည့်တော်ဟိုဘဝတုန်းကလူရဲ့တန်းငယ်လို့သူများပေါ်မှာမနာလို့အိတ်သာတွေမထားခဲ့သည့်အတွက်ကြောင့်အခုတပည့်တော်ဟာမိဖုရားဖြစ်ပြီးတော့ဩဇာအာဏာရှိတယ်ဗျာတဲ့ပစ္စည်းဥစ္စာနဲ့ချမ်းသာတယ်ဟောမန္လိကာကရုပ်ဆိုးတယ်ရုပ်ဆိုးပြီမဲ့လို့မိဖုရားဖြစ်ပြီးတော့သူ့လက်အောက်မှာအမျိုးသမီးတွေအများကြီးသူကဩဇာအာဏာနဲ့ရှိတယ်အဲ့ဒါကြောင့်မလို့သူကတဏိဋ္ဌာန်ချလိုက်တယ်အရှင်ဘုရားတဲ့ဒီနေ့ကနေစပြီးတပည့်တော်စိတ်မဆိုးတော့ပါဘူးတဲ့ဟောကဲအလုံးမလိုက်နာတယ်ဘူးလားအဲ့ဒါလိုက်နာသိပါဗျာတိတတ်တဲ့ဘဝမှာဒီနေ့ကနေစပြီးတော့စိတ်မတူတော့ပါဘူးစိတ်မဆိုးတော့ပါဘူးစိတ်ထဲမှာမကြည်မနှက်တာတွေနှလုံးထဲရင်ထဲမှာမထားတော့ပါဘူးအလုံးကိုသိခံခြင်းခွင့်လွှတ်ခြင်းဆိုတဲ့ဒီမေတ္တာတရားပဲထားမယ်စိတ်ဆိုးတာအလိုမကျတာငါတခုမှမထားပါဘူးဆိုတဲ့စိတ်ထားလိုက်ရင်ဘလောက်ကောင်းလို့ဟုတ်ကဲ့အေးမန္လိကာကတော့အဲ့လိုဒိဋ္ဌာန်လိုက်တဲ့အရှင်ဘုရားတဲ့တပည့်တော်ဒီနေ့ကနေစပြီးတော့ဒေါသဆိုတာမဖြစ်အောင်တပည့်တော်ထိမ့်ပါမယ်တဲ့စိတ်မဆိုးတော့ပါဘူးတဲ့ဒီနေ့ကနေစပြီးတော့တပည့်တော်ကြိုးကြိုးစားစားဒါနကောင်းမှုတွေကိုလည်းဆက်ပြီးတော့လုပ်ပါမယ်ဘယ်သူကမှလည်းမနာလို့အိတ်တာဆိုတာမရှိစေရပါဘူးဖေယားလို့မန္လိကာမိဘုရားကအဲ့ဒီတုတ်တံမှာရှောက်ထားသွားတယ်သို့တော်မန္လိကာမိဘုရားကြီးဟာအမတန်ညံထက်ပေမဲ့လို့ကောသလမင်းကြီးကိုအကြိမ်ကြိမ်ကူညီခဲ့ပေမဲ့လို့တေခဏိအချိန်မှာတော့ကန်ဆိုးသွားရှာသေးတယ်။ဘာဖြစ်လို့ကန်ဆိုးသွားတော့ဆိုတော့သူမဟုတ်တဲ့အလုပ်တစ်ခုသွားလုံးမိသွားတယ်။မဟုတ်တဲ့တစ်ခုအလုပ်ကိုသွားလုံးမိပြီးတဲ့အခါမှာ तू ကအရှက်ရတဲ့အလုပ်ဖြစ်နေသည့်အတွက်ကြောင့်လိန်လိုက်တယ်။ဘုရင်ကြီးကလည်းပဲအမတန်ညံနေတာဆိုတာ तू ပြောတာယုံနေတော့ပိုင်းချအဲ့ဒါလို့လိန်ပြီးတော့အရှက်ရတဲ့ကိစ္စတစ်ခုကိုလိန်ထားပြီးတော့သူ့စိတ်ထဲမှာမကြေမနက်စိတ်မချမ်းမသာဖြစ်သွားတယ်။အော်ငါမဟုတ်တာလိန်ပြီးပြီဒုက္ခများသောတာပန်တော့မဖြစ်ရှာဘူးမန္လိကာလည်းသောတာပန်မဖြစ်သည့်အတွက်ကြောင့်ရသော်ဗျာနဲ့ချိန်ချိန်တွေ့ဉာဏ်ပညာတော့ထက်မြက်တယ်သို့တော်လည်းပဲဒီကနေ့မှာမကောင်းတဲ့အလုပ်တခုလုံးပြီးတော့သူလိန်ထားတယ်လိန်ထားပြီးတော့စိတ်ထဲမှာဘယ်လိုဖြစ်တုံဆိုရင်ဩငါလိန်တာကိုကျောင်းတော်ကဖရာလည်းသိလိမ့်မယ်ရှင်သာရိပုတ္တရာတို့လည်းသိကြမှာပဲရှင်မောကလန်တို့လည်းသိကြမှာပဲယန္တာရှင်မြတ်တွေငါလို့တာငါဘယ်လိုပဲဖုံးကွယ်သူတို့အလုံးသိနေကြမှာပဲဆိုပြီးတော့ရှက်တဲ့စိတ်တောကဖြစ်တဲ့စိတ်ဝမ်းနည်းတဲ့စိတ်တွေနဲ့တည်သွားသည့်အတွက်ကြောင့်ငရဲကြသွားရှာတယ်သူခင်ဗျကြည့်နော်တည်တဲ့အခါကျတော့ဒေါမနတလို့ခေါ်တယ်ဒေါမနတဆိုတာစိတ်ထဲမှာနှလုံးမသားမရဖြစ်တယ်တောကနဲ့ဒေါမနတဟာသဘာဝချင်းတူတော်လည်းပဲဖြစ်ပုံချင်းမတူဘူးတောကဆိုတာကိုနှစ်သက်တဲ့အရာတစ်ခုပျက်စီးတော့မယ်ဆိုရင်စိုးရိမ်တာမဖြစ်စေချင်တဲ့အရာတစ်ခုဖြစ်တော့မယ်ဆိုရင်စိုးရိမ်တာဖြစ်ပြီးသွားရင်စိုးရိမ်တာဥပမာပဲဆိုတော့ကိုယ်ဆွေတဲ့မျိုးတွေကနေပြီးတော့
တစုံတရာဆုံးမတော့မယ်ဆိုရင်စိုးရိမ်နေဆုံးသွားတယ်ဆိုရင်စိုးရိမ်နေအဲ့ဒါတော့ကဒေါမနတဆိုတာအဲ့လိုမဟုတ်ဘူးတခုခုမှန်မှန်ရင်ရင်လုံးမိပြီးတော့စိတ်ထဲမှာတအုံနှွေးနှွေးနဲ့စိတ်မချမ်းသာဖြစ်နေတာဒေါမနတပျက်စီးဆုံးရှုံးမှုနဲ့မဆိုင်ဘူးအဲ့ဒီဒေါမနတကြောင့်တည်သွားတဲ့အခါကျတော့သူကဘယ်ရောက်သွားတော့ဆိုငရဲကျသွားရှာတရားဆိုတာကံဆိုတာဘယ်သူမှမျက်နှာသာမပေးဘူးနော်မှန်ပါဟုတ်ကဲ့လားမှန်ပါပါငရဲချနိုင်လောက်တဲ့ကံဆိုရင်ငရဲပို့လိုက်မှာပဲလူပြည်ရောက်စေနိုင်တဲ့ကံဆိုလူပြည်ပို့လိုက်မှာပဲအလုံးဟာကံကြမ္မာကနေပြီးတော့ပို့ဆောင်နေတာလေးကြည့်ပဲအဲ့ဒီကံကြမ္မာအလုံးဟာဘယ်မှာဖြစ်တော့ဆိုကိုယ်တဏ္ဍာမှာဖြစ်တာကိုယ်တဏ္ဍာမှာဖြစ်တာမှကိုကမနိုင်ဘူးဆိုလို့ရှိရင်ဘယ်သူအပြစ်လို့ပြောကိုယ့်အပြစ်ပါဗျာကိုယ့်အပြစ်ပဲရှိတော့တယ်ဟုတ်ကဲ့မှန်လားပါကိုယ်တဏ္ဍာမှာရှိတာကိုနိုင်အောင်ထိန်းဖို့လိုလာပြီဒါကြောင့်ကိုယ်စိတ်ကိုထိန်းရမယ်ကိုယ်စိတ်ကိုဖြူစင်အောင်လုပ်ရမယ်ဆိုတာအဲ့ဒါပြောအေးမဏိကမေဗျာတေဂဏိမှာကံမကောင်းရှာတော့ငရဲကျသွားပြီမဲ့လို့သူလုပ်ခဲ့တဲ့ကုသိုလ်ကံရဲ့အရှိန်အဝါတွေကဒီတိုင်းကြည့်မနေဘူးအဲ့ဒီငရဲကိုချလိုက်တဲ့ကံကခုနကမကောင်းတဲ့အမှုကိုလုပ်ပြီးတော့စိတ်ထဲမှာတအုံနှွေးနှွေးဖြစ်နေတဲ့ဝမ်းနည်းနေတဲ့ဒေါမနတဒေါသနဲ့ရှင်တဲ့ဒေါမနတကငရဲကိုပို့လိုက်တာလက်ဦးစဦးနဲ့ပို့လိုက်တာပို့လိုက်တဲ့အခါကျတော့အေးမြတ်စွာဘုရားနဲ့တွေ့ပြီးတရားဓမ္မတွေကိုနာယူခဲ့တယ်ကုသိုလ်ကောင်းမှုတွေလုပ်တယ်မကြာခဏဆွမ်းကပ်တယ်ဘုရားနဲ့ပတ်သက်ပြီးတရားတွေနာတယ်တရားတွေလေ့လာတယ်တရားတွေအားထုတ်တယ်အဲ့ဒီကုသိုလ်တွေကဒီတိုင်းကြည့်မနေဘူးကြည့်မနေပဲနဲ့သူတို့ကဥပ္ပစ္စေတကဥပက္ခတကကံမျိုးနေနဲ့ငရဲမှာကြာမထားဘူးမြန်မြန်ငရဲမှာလူအရေးအတွက်နဲ့တပတ်ဖယ်ငရဲမှာနေရတယ်တနင်္ဂနွေနေ့ကငရဲကြသွားတာစနေနေ့ကျလွတ်သွားဟုတ်ကဲ့မှန်လားပါတနင်္ဂနွေကငရဲကြပြီးစနေနေ့ကျတော့သူလွတ်သွားတာဒီပတ်ဖယ်ချတယ်နောက်တစ်ပတ်ဆိုလွတ်သွားဘယ်သူကကယ်လိုက်တာတော့ဆိုလို့ရှိရင်ခုနဘုရားစီမှာတရားနာခဲ့တာတွေကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တာတွေအဲ့ဒါတွေကနေပြီးတော့ကြည့်မနေဘူးအကုသိုလ်ကံရဲ့အကျိုးကိုဖြတ်တောက်လိုက်တယ်သူတို့ကဖြတ်ပြီးတော့သူတို့ကနေပဲပို့လိုက်တော့ဆိုရင်ဒါနတ်ပြည်ကိုပို့ပေးလိုက်တယ်တဲ့အဲ့ဒီဇာလန်းကိုလည်းဓမ္မပဒထဲမှာပြဆိုထားတာရှိတယ်ကောသလမင်းကြီးကမန္လိကမိဖုရားအာကိုရတယ်သိအာကိုရတယ်မိဖုရားတွေထဲမှာထက်ထက်မြက်မြက်အလွန်ရှိဘုတရားလည်းအလွန်ကြီးတယ်ဖော်ရွေတယ်တွက်လက်တယ်ချက်ချတယ်ဒါကြောင့်မန္လိကမိဖုရားကိုသိအာကိုတယ်မန္လိကမိဖုရားမရှိတဲ့အခါမှာကောသလမင်းကြီးကတော်တော်စိတ်ဆင်းရဲတယ်မန္လိကမိဖုရားဘယ်ရောက်တုံးဆိုတာသိကျင်လို့ဖုရားစီကိုသွားတာသူကမန္လိကမိဖုရားဆုံးသွားတော့ပထမနေ့သွားဘုရားစီရောက်စကားစမြည်ပြောမေ့ပြီးတော့မေးရမယ်မေးကုန်မမေးခဲ့ဒုတိယနေ့သွားမေ့လာတယ်တတိယသရုဋ္ဌပင်စမသတ္ထတတ္တမနေ့ထီအောင်9ရက်ထီအောင်သွားတယ်မေ့လာရှင်းမြောင်နေ့ကျတော့မှသွားမေးတော့အဲ့ကျတော့နတ်ပြည်ရောက်သွားပြီအဲ့တော့မြတ်စွာဘုရားနတ်ပြည်ရောက်တယ်လို့ဖြေရအကယ်၍သာဟိုရက်တွေမှာသူမေကွန်မေးမိလို့မြတ်စွာဘုရားငရဲကြတယ်လို့ဖြေရင်ဒီလူကြီးကငတုံးကြီးဆိုတော့ဗုဒ္ဓဘာသာအဖြစ်စွန့်ရင်စွန့်သွားမှာဟုတ်ကဲ့မှန်ပါကောသလမင်းကြီးဆိုတာအစားကြည့်ပြီးတော့အသိဉာဏ်ကြတော့နဲတယ်ဒုက္ခမြာနော်အေးဒါကြောင့်မို့လို့နောက်ဆုံးမှာမြတ်စွာဘုရားကအဲ့ဒါသူတတိမရအောင်နောက်ဆုံး9ရက်ကျော်မှသူတတိယစေတဲ့အခါကျမှမေးလိုက်တော့နတ်ပြည်ရောက်သွားတယ်ဆိုတော့ဩဗျာတဲ့ဒီလိုအမျိုးသမီးမျိုးမှနတ်ပြည်မရောက်ရင်ဘယ်သူရောက်မလို့ဗျာအိမ်မှာဆိုရင်ချက်လို့ပြုတ်လို့အရှင်ဘုရားတို့အတွက်ပဲအမြဲတမ်းစီမံနေတဲ့အားလုံးဟာသူရှိရင်အိမ်မှာသာသာရရစီစီပင်ပင်နဲ့ဟိုလူကျွေးဒီလူကျွေးအကုန်လုံးတွတ်တွတ်လက်လက်ချက်ချက်ချာချာကုသိုလ်ကောင်းမှုရေးမှာအမြဲတမ်းလှုပ်ရှားနေတာသူလိုလူမှနတ်ပြည်မရောက်ရင်ဘယ်လိုလူရောက်မှာတော့ဆိုပြီးတော့ကောသလမင်းကြီးကဝန္တာအာရပြောရဲဆိုတဲ့စကားလေဓမ္မပဒအထက်ကရာမှာမှတ်တမ်းတင်ထားတာရှိပါတယ်နော်အေးဒါကြောင့်မလို့တရားချက်ကင်သူတော်စင်ပြိဿတ်တို့သည်ကံကြမ္မာရဲ့ရုပ်ပုံလွှာဆိုတာဒီဘဝမှာဘုန်းကြီးတို့တွေရထားတဲ့ရုပ်ပုံလွှာသည်ဘယ်သူကပေးထားတဲ့ရုပ်ပုံလွှာတော့ကံကြမ္မာကပေးထားတဲ့ရုပ်ပုံလွှာတဲ့အေးကံကြမ္မာကပေးထားတဲ့ရုပ်ပုံလွှာကိုရကြရမှာဖြစ်သောကြောင့်မိမိတို့ဒီက
ကောင်းတာလုပ်လေကိုယ်နဲ့ပဲသက်ဆိုင်တယ်မကောင်းတာလုပ်လေကိုယ်ပဲအမွေခံရမယ်ကမ္မဒါယာတာကံရဲ့အမွေကိုအလုံးခံကြရမှာဖြစ်တယ်ဒါကြောင့်မို့ကံကြမ္မာကပြီးတဲ့ရုပ်ပုံတော်မှာအယုတ်ဆိုးအကြည့်တန်ဘဝမှာအခြေအနေမကောင်းတဲ့အနေထားမျိုးမရစေရအောင်ယခုချိန်ကနေပြီးတော့တတိကြီးစွာထားပြီးကောင်းတဲ့ကံများမိမိတို့တဏ္ဍာမှာစီဘူးအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးသာဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးသာဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေဓမ္မောသရံပိဝိတဝနဝိသာသဗ္ဗေတမုဟတံအာစရမရာတိတိဘာဝနိဗ္ဗာနံယန္တုတာရောဓမ္မောသရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ကြည်တရားစေကိုပိဝိတဝဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာသဗ္ဗေပူဇာညစ်နောကိလေသာအစရတောက်လူသမျှတို့သည်သမုဟတပိဉ္စပဲတွင်ရေမတင်ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပဲဖြောင်းအကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းတတ်သောတိတိဘဝကိလေသာဟုဘုခသိင်ကင်းကြီးရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြို့တော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝင်ညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်နေမြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း